မြန်မာပြည်သူတွေအတွက် One Championship ကတွဲဆိုင်နေခင်းကျင်းပြသရမှာမြန်မာဖိုက်တာတွေကိုခက်စိတ်စိတ်ပွဲထုတ်လာနေတာကိုတွေ့ရပါတယ်။ဒါကြောင့် One မှာကစားနေကြတဲ့မြန်မာဖိုက်တာတွေအတွက်အခွင့်အရေးကောင်းတွေအများကြီးရှိလာနေပြီလို့တောင်ပြောကြပါတယ်။ဒါက One Championship ရဲ့ဥက္ကဋ္ဌချက်ရီရဲ့ marketing နဲ့ဆိုပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာရွာလက်ဝဲသမားတွေအတွက်တော့တကယ်ကိုအခွင့်အရေးကောင်းပါရှင်။မနက်ဖြန်ဖေဖော်ဝါရီလ6ရက်နေ့မှာကစားကြမဲ့တွဲဆိုင်နေတဲ့မှာဆိုရင်လည်းမြန်မာဖိုက်တာ၄ဦးအထိကိုပါဝင်ထားပါတယ်။သူတို့တွေကတော့စော်မင်းမင်း၊စိုးနာဦး၊လင်းချက်အောင်နဲ့ရင်းရင်အောင်တို့ဖြစ်ပါတယ်။ပြည်သက်တွေစိတ်ဝင်စားနဲ့စောင့်မျှော်နေကြတဲ့တွဲဆိုင်ကတော့ရင်းရင်အောင်ရဲ့တွဲဆိုင်ပဲဖြစ်ပါတယ်ရှင်။ရင်းရင်အောင်က One Championship မှာအလားအကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ဂျိုဟန်ဂါဇာလီနဲ့ထိုးသက်သွားရမှာဖြစ်ပါတယ်။သူက One Championship မှာချန်ပီယံခပ်ဘက်ကိုရယူနိုင်မဲ့လူငယ်ဖိုက်တာအဖြစ်ခံမှန်းချခံရသူလည်းဖြစ်ပါတယ်။ဂျိုဟန်ဂါဇာလီဆိုတာကတော့အသက်16နှစ်အရွယ်သားရှိသေးပြီးတော့ One Championship မှာ10ပွဲကစားထားပြီး9ပွဲနိုင်3ပွဲရှုံးနေထားပါတယ်။သူနိုင်ခဲ့တဲ့ပွဲတွေကအလဲချိုးတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်တယ်လို့သူရှုံးခဲ့တဲ့3ပွဲကတော့ split decision တွေနဲ့ရှုံးခဲ့တာကများပါတယ်။ဒါကြောင့်ဂါဇာလီကအလဲချိုးပါဝါရှိသူတယောက်မို့ short တွက်လို့တော့မရပါဘူးရှင်။မွေးထိုင်ပွဲအတွေ့အကြုံများနေပြီဖြစ်လို့လေနေ့စဉ်ပိုင်းကျွမ်းကျင်နေတဲ့ fighter လို့တောင်သတ်မှတ်ရမှာပါ။ဒါကြောင့်ရရင်နာအနေနဲ့ဂျိုဟန်ဂါဇာလီကိုရှင်မြိုင်ထုတ်သက်ရမှာတော့တေချာလေးကိုပြင်ဆင်စူးစမ်းပြီးတော့ရင်ဆိုင်ထုတ်သက်ဖို့လိုအပ်ပါတယ်။ရရင်အောင်ကတော့လက်ရှိထိုင်းနိုင်ငံမှာရှိတဲ့ဗီနန်ကန်မှာမွေထိုင်းနစ်စနေကိုလေလာတင်စားနေသလိုအဲ့ဒီမှာမြန်မာပြည်သက်တွေနဲ့မစိမ့်နဲ့နာဗီလ်ပတ်ကြီးချာတို့လေ့ကျင့်နေတဲ့ကတ်မဲဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာတက်လာတဲ့ဗီဒီယိုဖိုင်တွေရဆိုရင်တော့ရရင်အောင်ကိုအနိကတင်စားပေးနေသူကတော့လောရှေဖိုက်တာနဘီပါရှင်။ဒါကြောင့်ရရင်အောင်အနေနဲ့ကမ္ဘာကျော်ဖိုက်တာတွေရဲ့တင်စားလမ်းညွှန်မှုတွေနဲ့ကျူအကောင်းဆုံးအနေအထားတစ်ခုကိုရောက်ရှိနေပြီလို့တောင်ယူဆလို့ရပါတယ်။တက်တီစမသေးတဲ့ရရင်အောင်ကမွေထိုင်းနစ်စနေပိုင်းကိုအကောင်းဆုံးဝမ်းစာဖြစ်ပြီးတော့ One Championship ရဲ့စင်မြတ်ချက်မှာအကောင်းဆုံးရှင်ပြိုင်နိုင်လိမ့်မယ်လို့လည်းယုံကြည်မျှော်လင့်ထားပါတယ်။လက်ဝဲပွဲတွေမှာနိုင်ပွဲရအောင်ဆောင်ကျင်းနိုင်ခဲ့သလိုပြည်သက်စိတ်ကြည်နှံမှုပေးစွမ်းနိုင်ခဲ့တဲ့အထိရရင်အောင်ကအရေးချင်းရှိတဲ့ fighter ကောင်းတစ်ယောက်ပါရှင်။အခု One Championship ရဲ့စင်မြတ်ချက်မှာပထမဆုံးထိုးသက်တော်မှာမို့မြန်မာပြည်သက်တွေကတော့ရရင်အောင်ရဲ့အရေးချင်းကိုကြည့်ရဖို့အတွက်ရင်ခုန်နေကြပါပြီ။သူရင်ဆိုင်ရမယ့်ဂျိုဟန်ဂါဇာလီကတော့ One Championship မှာအလားအကောင်းဆုံး fighter ဆိုပြီးတော့သတ်မှတ်ခံချရသူမို့ရရင်အောင်အနေနဲ့အပြင်းထန်ကြိုးစားလေ့ကျင့်ရင်ဆိုင်ရမှာပါ။မြန်မာဖိုက်တာရရင်အောင်ရဲ့ One Championship ပွဲဥထွက်ကလကအဖွင့်လောက်အောင်ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ဗီနန်ကတ်မှာလေ့ကျင့်နေသူဖြစ်လို့လည်းမွေထိုင်းနစ်စနေကိုအထိုက်အလျောက်ဝမ်းစာပြည့်နေပြီလို့မှတ်ယူရပါတယ်။ရရင်အောင်ကရိုးရမှာဆိုရင်တော့ပွဲအတွေ့အကြုံအများစွာရှိသူဖြစ်သလိုဘလိုဖိုက်တာမျိုးကိုမစိုးနောက်မဆုတ်တဲ့ရရင်စွာနဲ့ရင်ဆိုင်ထိုးသက်တဲ့တက်တီစအပြည့်ရှိသူတယောက်ပါ။ One Championship မှာအလားအလာကောင်းပါတယ်ဆိုတဲ့ဂျိုဟန်ဂါဇာလီကိုအနိုင်ထိုးသက်နိုင်ခဲ့မယ်ဆိုရင်တော့ရရင်အောင်ရဲ့နာမည်ကုန်သတင်းကတဟုန်ထိုးအောင်မြင်စေမယ်ဆိုတာကတော့အသေးချပါပဲ။ One Championship မှာထိုးသက်နေတဲ့ကျော်စောင်းဝင်လိုမျိုးမြန်မာပြည်သက်တွေကိုအားပေးရကြုံနဲ့အောင်စွမ်းဆောင်ပြမယ်နောက်ချက်ဖိုက်တာကတော့ရရင်အောင်လို့မြင်ပါတယ်ရှင်။ကဲပြည်သက်ကြီးရောမနေ့ပြန်မှာရှင်မြိုင်ထိုးသက်သွားတော့မယ့်ရရင်အောင်နဲ့ပတ်သက်ပြီးတော့ဘလို့အဖြစ်ရလက်ထွက်ပေါ်မယ်လို့ထင်ကြပါလေ။သူ့ကိုအားပေးကြမှာလားဆိုတာလည်းပြပြပေးခဲ့ကြပါအောင်ရှင်။